ရှင်ဒီနေ့တော့တီးစုံတုပ်လေးလှုပ်စားပါမယ်အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့တီးစုံတုပ်ကလေးကိုလုပ်ပါမယ်စိတ်မပျော်တဲ့သူတွေအတွက်ပေါ့နော်အရင်တော့ဆိုရင်တော့အဲ့နာမည်လေးတောင်ရှိပါတယ်ရွှေစိတ်ပျော်တုပ်ကလေးပေါ့နော်စိတ်မပျော်တဲ့လူတွေအတွက်ပျော်သွားအောင်လို့တီးစုံတုပ်ကလေးရွှေစိတ်ပျော်တုပ်လို့လဲခေါ်ကြတာလေးပေါ့နော်အဲ့ဒါလေးကိုအိမ်မှာရှိတာလေးတွေနဲ့လုပ်ကြည့်ပါမယ်ပထမဦးဆုံးကတော့ဒါကတော့တီးစုံတုပ်ဖို့အတွက်ကိုဆော့ပေါ့နော်ဆော့ဆက်နီးလေးပါပဲအဲ့ဒီမှာဒါထညက်ရည်ပါမှာဖြစ်တဲ့အတွက်ကြောင့်မလို့ထညက်ရည်ကတော့ ready made ထညက်ရည်ကိုပဲဝယ်ထားလိုက်ပါတယ်ကိုယ့်ဘာကိုဆိုရင်ထညက်ကိုကြိုရမယ်စစ်ရမှာတွေနဲ့အလုပ်ရှုပ်တော့လေဒါ ready made ထညက်ရည်လေးရှိပါတယ်ထညက်ရည်လေးပါပါမယ်ရုပ်သီးအစိမ်းမှုတ်ပါမယ်အလှော်မှုတ်ပါမယ်သွားရင်တော့ပဇွန်ချောင်းမှုတ်ပါမယ်ငန်းပြားရည်ပါပါမယ်အဲ့ဒါလေးကိုကြိုပြီးတော့ချကန်နီးလေးမှာတော့ဂျင်းရည်လေးထည့်ရတာပေါ့နော်ဂျင်းလေးအခုတော့ဂျင်းမှုန်လေးရှိတဲ့အတွက်ကြောင့်မလို့ဂျင်းမှုန်လေးနည်းနည်းထည့်ပါမယ်အချိုးလေးအတွက်ပြားရည်ရှိရင်ပြားရည်လေးလည်းထည့်လို့ရပါတယ်ဒီနီလန်းလေးကတော့ line ပေါ်မှာတွေ့တယ်အမတယောက်ရဲ့နီလန်းလေးကိုကိုယ့်အိမ်မှာရှိတာလေးတွေနဲ့လုပ်ကြည့်ခြင်းဖြစ်ပါတယ်အဲ့အမကိုလည်း credit ပေးပါတယ်နော်တီးစုံတုပ်လေးကတော့အသီးနှံလေးတွေကတော့ကိုနှစ်သက်ရအသီးနှံလေးတွေနဲ့တုပ်စားလို့ရပါတယ်ခုတော့အိမ်မှာရှိနေတဲ့ strawberry လေးလည်းထည့်မယ်မယန်းသီးလေးထည့်မယ် apple ပေါ့နော်ပန်းသီးလေးထည့်မယ် kiwi လေးထည့်မယ်နောက်သရက်သီးလေးကိုလည်းပေါက်ထားတာလေးရှိတဲ့အတွက်ကြောင့်မလို့သရက်သီးစိမ်းပေါက်ထားတာလေးလည်းထည့်ကြည့်လိုက်ပါမယ်ဒါကတော့ဇီးသီးလေးတွေပါနော်ဇီးသီးကအစိမ်းကတော့အခုမပေါ်သေးတဲ့အတွက်ကြောင့်မလို့ဇီးသီးလည်းစားကျင်တဲ့အတွက်ကြောင့်မလို့ဇီးသီးလေးလည်းထည့်ပါမယ်ပြီးသွားရင်တော့ဒီမှာတံမြာသီးလေးပေါ့နော်တံမြာသီးလေးတွေကိုညှစ်ပြီးတော့လည်းထည့်မယ်တံမြာသီးကိုလည်းပဲအသီးခွဲပြီးတော့ပေါ့နော်ချမ်းပြီးတော့လည်းပဲထည့်လိုက်ပါမယ်ထမဦးစွာကျိုးမဲ့အိုးလေးတွေကိုထညက်ရည်လေးထည့်ပါမယ်ကိုယ့်ဘာကိုလုံးမယ်ဆိုရင်တော့ထညက်ကိုရည်လေးနဲ့ကျိုးရပါမယ်ကျိုးပြီးသွားတဲ့ခါကျရင်လည်းပဲတစ်ကလေးဖြစ်အောင်ကျိုးရမှာပေါ့နော်ကျိုးပြီးသွားရင်ပဲတွေကိုလည်းစစ်ရအောင်မှာဖြစ်ပါတယ်အခုကတော့ ready made ပေါ့နော် ready made ထညက်ရည်ဝယ်ထားတာဖြစ်တဲ့အတွက် ready made ထညက်ရည်ကိုစားမဲ့ဟိုစားပေါ့နော်ဟိုလူနည်းများပေါ်မှာမူတည်ပြီးတော့ကိုစားမဲ့ပေါ်မှာမူတည်ပြီးတော့ထညက်ရည်လေးပဲအများများထည့်လို့ရပါတယ်ပြီးတော့ထညက်ရည်လေးသုံးစွန်းထည့်ထားရပါမယ်ပြီးသွားရင်ရုပ်ပြီးအစိမ်းမှုတ်ပေါ့နော်အစိမ်းမှုတ်လေးကိုလောဆယ်ဇွန်းလောက်ပဲထည့်ပါဦးမယ်ဆက်မှာဆိုလို့ပြီးတော့ရင်ဖလော်ပေါ့နော်ဖလော်လည်းပဲဇွန်းလောက်ပဲထည့်ထားပါမယ်ပြီးရင်တော့ပဇွန်ကြောင်းမှုတ်ထည့်ပါမယ်ပဇွန်ကြောင်းမှုတ်ထည့်ပါမယ်ပဇွန်ကြောင်းမှုတ်လေဒါလေးနဲ့ဒီဇွန်းလေးနဲ့နှစ်စွန်းထည့်လိုက်ပါမယ်ပဇွန်ကြောင်းအကောင်ထည့်စားလဲပဲရပါတယ်အဲ့တော့ဒီအိုးလေးထဲမှာဒါလေးတွေထည့်ပြီးသွားတဲ့ခါကျရင်ရေလေးနဲ့လေတော်လေးနဲ့ပေါ့နော်ပြန်ကြိုပါမယ်ကြိုပြီးသွားတဲ့အခါမှာငန်းပြားရည်လေးကိုလည်းပဲထည့်ပါမယ်ချကန်နီးကြရင်တော့ဂျင်းမှုန်လေးကိုဂျင်းမှုန်လေးဝယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျင်းမှုန်လေးပေါ့နော်ချကန်နီးမှာတော့ဂျင်းမှုန်လေးနည်းနည်းထည့်ပါမယ်ပြီးရင်မြည်ကြည့်ပြီးရင်အပေါ့အငန်းလိုတလိုလေးထည့်ပါမယ်အချိုးငန်းလေးစားကျင်တယ်ဆိုရင်တော့ငန်းပြားရည်လေးနည်းနည်းထည့်ထည့်မယ်ပြီးရင်တော့ဒီမှာပြားရည်လေးပေါ့နော်ပြားရည်လေးလည်းထည့်လို့ရပါတယ်
ကဲကြိုလိုက်ပါဦးမယ်ရှင်ခုရေလေးအနေတော့လောက်လေးပေါ့နော်ထည့်ပြီးတော့ရင်ကြိုထားပါတယ်ဒါလေးတွေကိုလှုပ်ထားပြီးတော့ရေခဲတစ်တာထဲမှာထည့်ပြီးတော့ရင်တင်ထားပြီးလဲစားလို့ရပါတယ်ပြီးရင်တော့အပေါ့အငံလေးမြည်ပြီးတော့လိုရာလေးတွေထည့်ပါမယ်ပြီးရင်ဒီစုံလေးထည့်ပါမယ်မြည်ကြည့်လိုက်တဲ့အခါမှာနည်းနည်းလေးဆက်နေတဲ့အတွက်ကြောင့်မလို့ထညက်ရည်လေးနှစ်စွန်းထည့်လိုက်ပါတယ်ကဲပြီးစုံတုပ်လေးရွှေစိတ်ပျော်တုပ်ကလေးတုပ်ပါတော့မယ်sauce လေးကိုတော့ရင်ဘူးလေးနဲ့ထည့်ပြီးတော့ရေခဲတစ်တာထဲမှာတင်ထားပြီးစားလို့ရပါတယ်အဲ့တော့ကြိုထားတယ်ပိုးလေးတွေကိုထည့်ပါမယ်ပန်းသီးအစိမ်းလေးတွေကိုတော့အခွန်မှာချွတ်လိုက်ပါတယ်အခွန်မချွတ်ရင်လေအနာတွေကိုမတွေ့ရဘူးဖြစ်တဲ့အတွက်ကြောင့်မလို့အခွန်လေးပါချွတ်ပြီးတော့ထည့်လိုက်ပါတယ်ဒါလေးကတော့ကီဝီလေးပါဒါလေးကတော့ဇီးနဲ့ဇီးသီးရဲ့မယန်းသီးလေးရဲ့ပါဒါလေးကတော့ strawberry လေးပါဒါကတော့တရက်ဒီစိမ်းလေးတွေကိုဒီထားတာလေးတွေပါညှင်လေးတွေအညှင်လေးတွေဖြစ်အောင်လုပ်ထားတာလေးပါပြီးသွားရင်တော့တံမြာသီးလေးကိုညှစ်ထည့်ပါမယ်ပြားရည်လေးနည်းနည်းထည့်လိုက်ပါမယ်ကဲပြားရည်လေးဆန်းလိုက်ပါပြီမြည်ကြည့်ပြီးတော့မှလိုရဲဆိုရင် sauce လေးတွေကိုထပ်ထည့်ပြီးတော့စားလို့ရပါတယ်တီးစုံတုပ်ရွှေစိတ်ပျော်တုပ်လေးရပါပြီရှင်စိတ်မပျော်ပဲရှင်ဖြစ်နေတယ်ဆိုရင်စိတ်ပျော်သွားအောင်ရွှေစိတ်ပျော်လေးလှုပ်ရှားကြည့်လိုက်ပါနော်သီးနှံတွေကတော့ကိုကြိုက်နှစ်သက်ရာတွေထပ်ထည့်ပြီးတော့ရင်သုံးဆောင်လို့လည်းရပါတယ်အားလုံးပဲနေကောင်းချမ်းပါစိတ်ချမ်းသာကြပါစေနော်